အရေးကြီးတဲ့အလုပ်ဖိုင်တွေဒါမှမဟုတ်အမှတ်တရပုံတွေကိုမှားပြီး delete လုပ်မိလို့စိတ်ညစ်နေပြီလားနေပါအောင်ပတ်စံပေးဝေရတဲ့ software တွေ virus ပါနိုင်တဲ့ crack file တွေကိုအလော့တကြီးမရှာပါနဲ့အောင်ကဲဒီနေ့မှာတော့ Microsoft ကိုယ်တိုင်ထုတ်ပေးထားတဲ့ Windows File Recovery ဆိုတဲ့ tool လေးနဲ့ဖြတ်မိတဲ့ file တွေကို professional ဆန်ဆန်အခမဲ့ဘယ်လိုပြန်ယူရမလဲဆိုတာအသေးစိတ်ပြပေးသွားမှာပါ file တစ်ခုပျောက်သွားပြီဆိုရင်လူတွေကပြရခတ်ပြီး Google မှာ free data recovery ဆိုပြီးရှောက်ရှာတတ်ကြပါတယ်အဲ့ဒီမှာပါလာတဲ့ software တော်တော်များများက file ပြန်ယူခြင်းရင်ပစ္စံတောင်းတာမျိုးဒါမှမဟုတ်ကိုယ်ဆက်ထဲကို malware တွေပါလာတာမျိုးဖြစ်တတ်တယ်ဗျာဒီအတွက်မပူပါနဲ့တကယ်တော့ Microsoft Store ထဲမှာလည်းအလကားရတဲ့ tool ရှိပါတယ်တခုတော့ရှိတယ် file ပျောက်သွားပြီဆိုရင်စက်ကိုတခြားအလုပ်တွေတိတ်မခိုင်းပါနဲ့ယုံဘာလို့လဲဆိုတော့ Windows ကအသစ်ဝင်လာတဲ့ data တွေကိုဖျက်လိုက်တဲ့နေရာမှာအစားထိုး override လုပ်လိုက်ရင် file ပြန်ရဟိုတကယ်ကိုခေးရင်းသွားလို့ပါကဲအခုလက်တွေ့လုပ်ကြည့်အောင်အစင်သက် Microsoft Store ကိုတွားပြီး Windows File Recovery လို့ရိုက်ရှာပြီး install လုပ်လိုက်ပါအစင်နဲ့ပြီးရင်အဲ့ဒီ app ကို run as administrator နဲ့ပွင့်ပေးပါသူက command prompt စာရန်နဲ့ရရတဲ့ window နဲ့ပွင့်လာပါလိမ့်မယ်မုံယူချေခြင်းနဲ့ပတ်သက်ပြီးပြောရရင်ကျွန်တော်တို့ anti-fs drive မှာအခုလေးတင်ဖြတ်မိတာဆိုရင် regular mode ကိုသုံးပါမယ်တကယ်လို့ဖြတ်မိတာကြာဒီဆိုရင်တော့ extensive mode ကိုသုံးရပါမယ်ဗျာဒီမှာအရေးကြီးဆုံးအချက်တစ်ခုရှိပါတယ် file ပြန်ဆဲရဲပျောက်သွားတဲ့ drive ထဲကိုပြန်မသိမ်းပါနဲ့ external hard drive ဒါမှမဟုတ်တခြား partition တစ်ခုခုထဲမှာ folder အသစ်တစ်ခုအရင်စောက်ထားလိုက်ပါအခုက comment ရိုက်ရမယ်အတိုင်းမှာအရန်ကြီးမခတ်ပါဘူးကျွန်တော်ပြတဲ့အတိုင်း AACC လိုက်ရိုက်ကြည့်ပါဥမာ syntax အနေနဲ့ဆိုရင် winfra_c: d: \recovered files /regular/ and star.pdf ဆိုပြီးရရမှာပါဒါကိုရှင်းပြရရင်တော့ဒါဟာ drive C ထဲကပျောက်သွားတဲ့ PDF file တွေကိုရှာပြီး drive D ထဲက recovered file ဆိုတဲ့ folder ထဲကိုပြန်ထည့်ခိုင်းတာပဲဖြစ်ပါတယ်တကယ်လို့ file နာမည်နမမီတို့ရင်လည်း star.jpg တို့ star.docx တို့လို extension လိုက်ပြီးရှာလို့လည်းရတယ်နော်ရိုက်ပြီးရင် keyboard က Y ကိုနှိပ်လိုက်တာနဲ့ submit ကအလိုလျော့အလုပ်လုပ်သွားပါလိမ့်မယ် progress bar ပြင်းနေတာကိုကြည့်ပြီးခဏလေးစောင့်ပေးရုံပါပဲကဲတကယ်လို့ drive က format ချလိုက်တာမျိုးဒါမှမဟုတ် drive ပျက်စီးနေတာမျိုးဆိုရင်တော့ကျွန်တော်တို့ extensive mode ကိုသုံးရပါမယ်အသုံးပြုပုံကတော့ခုနက comment ချင်မှာ /regular ဆိုတဲ့နေရာမှာ /extensive လို့ပြောင်းရိုက်ပေးလိုက်ရုံပါလေဒီ mode ကတော့ပုံမှန်ထက်နည်းနည်းပိုကြတတ်ပါတယ်ဗျာ file ဒီထောင်းနဲ့ချီပြီးရှာပေးမှထစ်လို့စိတ်ရှိထားပြီးခဏတော့စောင့်ပေးဖို့လိုပါမယ်နော် okay နောက်ဆုံးတစ်ခုကတော့တကယ်လို့ permission error တက်လာခဲ့ရင်ကိုယ့်ရဲ့ app ကို administrator အနေနဲ့ run ထားရလားဆိုတာကိုပြန်စစ်ပေးပါဦးကဲအခုဆိုရင် file ဒီပြန်ရပြီလားဆိုတာကို destination folder ထဲမှာတွားစစ်ကြည့်လို့ရပါပြီတခုတော့ရှိတယ်ဗျာတချို့ file တွေကအစားထိုးခံလိုက်ရပြီဆိုရင်တော့ပြန်မပွင့်တာမျိုးရှိနိုင်ပေမဲ့တော်တော်များများကတော့ဒီနည်းလမ်းနဲ့အဆင်ပြေပြေပြန်ရတတ်ပါတယ်နောက်ကိုဒီလိုမျိုးပြရမခက်တာအောင် Windows ရဲ့ file history ဒါမှမဟုတ် OneDrive backup တွေကိုဖွင့်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်အခုလိုနီးပညာဘုဒ္ဓတာတွေကိုစဉ်ဆက်မပြတ်ထိချင်ရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားလိုက်ပါဦးနော်အားလုံးပဲအဆင်ပြေကြပါစေဗျာ